အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးပါဒါကတော့ကိုအမှန်တကယ်အားပေးပြီးစောင့်မျှော်အားပေးတဲ့ကိုမတွေအားလုံးမတရားမချမ်းအကုန်လုံးပဲကဲအားလုံးပဲပေါက်ကြမယ်ထင်တယ်အစင်ပြေကြမယ်ထင်တယ်เนาะအားလုံးပဲပေါက်ကြမယ်အစင်ပြေကြမယ်ထင်တယ်ကျွန်တော်တို့နောက်80နှစ်ကဲအဲ့တော့ကျွန်တော်တို့မနက်ကလည်းကျွန်တော်တို့90အစင်ပြေတယ်ဒီနေ့မှလည်းခုနှစ် break to break 9 break 9 break ဆိုပြီးတော့ဆင်းသွားပါတယ်အဲ့တော့မနက်လည်းနော်ရဲသမားတွေကကျွန်တော်အချင်းရောအကွက်ကောအောင်တယ်ဒီညနေမှာရဲသမားတွေအချင်းရောအကွက်ကောအောင်တယ်နော်ကျွန်တော်နှစ်ခုအချင်း82ပြီးတယ်ပြီးရင်ဇာလူသမားတွေနော်အဲ့တော့အတူတူအောင်ဝဲခံမလို့ပြောထားတယ်နော်ညနေရနေတဲ့သမားတွေရောဇာလူသမားတွေရောအတူတူအောင်ဝဲခံမလို့ပြောထားတယ်ဟုတ်ပါတယ်ကျွန်တော်ဇာလူသမားတွေကဇာတို့အခွေ82ပါနော်အဲ့တော့ညနေရနေတဲ့သမားတွေက9အချင်းကိုကျွန်တော်82မိကွက်ထည့်ပြီးထားပါတယ်အဲ့တော့အဲ့ဒီဟာလည်းအောင်တယ်အဲ့တော့ဇာလူသမားတွေကတော့ကျွန်တော်တို့ဒါဇာတို့အခွေပါအဲ့တော့ဇာတို့အခွေကျွန်တော်82ကြီးထပ်ပြီးတော့ရတာပါเนาะဇာတို့သမားတွေကကျွန်တော်အောင်ပြီအတူတူအောင်ဝဲခံမယ်လို့ပြောเนาะဒါအတူတူအောင်ဝဲခံရပြီပေါ့เนาะအဲ့တော့ပေါက်ကြီးလေးတွေမှတ်မယ်ကဲအားလုံးပဲဝင်လာရင်ကျွန်တော် okay လေးတွေမှတ်မယ်မင်္ဂလာပါမှတ်မယ်တနေကောင်အောင်ဝဲခံထားတယ်အကွက်ပဲထိုးအကွက်ပဲထိတာเนาะအကွက်ပဲထိုးမယ်အကွက်ပဲထိတယ်เนาะအဲ့တော့အစင်မကြမဖြစ်တယ်အဲ့တော့ပေါက်ကြီးလေးတွေမှတ်မယ်เนาะဒါအဖေသမားတွေလေးသမားတွေပေါက်ကြီးလေးတွေမှတ်မယ်ပြီးရင် okay မှတ်မယ်မင်္ဂလာပါမှတ်မယ်ပြီးရင်ကျွန်တော်မနက်ဖြန်အင်္ဂါလေးအတွက်ကိုကျွန်တော်ကနန်းလေးတွေခေါ်ပေးမယ်အဲ့ဒီတော့ကြောင့်လိုက်ပြီးတော့ရေးမယ်ကဲ channel ကို subscribe မလုပ်ရသေးတဲ့ကိုမအလုံးကပထမဦးစွာ channel လေးကို subscribe နှိပ်ပြီးဝင်လာတာနဲ့လက်မလေးတွေနှိပ်ပြီးဖို့တောင်းဆိုပါတယ်လက်မလေးတွေနှိပ်ပါเนาะဘယ်တူတယောက်မှကြဝင်လာပြီးဟေ့ဆိုရင်လက်မဦးစွာနှိပ်ပါပြီးရင် okay မှတ်မင်္ဂလာပါမှတ်เนาะပေါက်ကြီးမှတ်ပါเนาะတနေ့ကုန်ဒီလောက်ထိအကွက်တွေเนาะနေသမားတွေကเนาะအကွက်ကြီးပဲမိတာเนาะတနေ့ကုန်လည်းအချင်းကြီးမဖောက်အချင်းကြီးလည်းမှန်တယ်မနေ့ကဆိုရင်ကျွန်တော်35အချင်း535အချင်းကျွန်တော်တို့90 main เนาะဒီနှစ်ခုအချင်းကိုကျွန်တော်တို့ဒါ82 main เนาะအဲ့တော့ဇာတ်သမိုင်းလည်းတော့အဲ့ဒါဇာတ်ခွေ82အဲ့တော့ဘာလို့သိတယ်ဘာမလို့တနေ့ကောင်အောင်မခံထားတယ်တနေ့ကောင်အောင်မခံထားတာမနေ့ပြန်ဆက်အောင်မခံမယ်เนาะအဲ့တော့အဖေဝင်သမိုင်းဘာလို့ရမလဲဆိုရင်အဲ့တော့ဖေဝင်သမိုင်းလက်ရှိမှာကျွန်တော်ဇာတ်အခွေ82ဆင်းသွားပြီဆိုတော့အဲ့เนาะဒါအဲ့ခုနှစ်တကွက်ပဲပြင်မယ်ပြောထားပါတယ်82တကွက်ပဲပြင်မယ်ကျန်တာကိုဆက်ကစားမယ်เนาะအဲ့တော့82တကွက်အဲ့အခွေထဲမှာလည်းကျွန်တော်82တကွက်ကိုပဲပြင်ပြီးတော့ကျန်တဲ့ဟာကြီးဆက်ကစားထားမယ်เนาะ82တကွက်ပဲပြင်ခိုင်းရတော့ကျန်တာတွေမပြင်ခိုင်းဘူးเนาะကျန်တာတွေဆက်ကစားပါနော်ခဏဆိုင်တော့ပဲပဲကျွန်တော်စက်ကစားမယ်နော်အားလုံးပဲဆက်အောင်ဝဲခံပါနော်အခွေကိုမနာခိုင်းနော်ကျွန်တော်82တကွက်ပဲနော်ပဲခိုင်းတာကျွန်တော်လေးဆက်ကစားပါမယ်နော်မနက်ဖြန်တော်တော်လေးကောင်းတဲ့အနေထားတစ်ခုမှတွေ့နေရလို့ပါနော်အဲ့တော့နေတဲ့သမားတွေမနက်ဖြန်ကျွန်တော်ရွေးချက်ပေးထားတဲ့အကွက်ပဲထိုးမှာမလားနော်အကွက်ပဲထိုးမယ်အကွက်နဲ့အောင်ဝဲခံမယ်ဟုတ်တယ်မလားဒီနေ့လည်းအကွက်တည်းပဲအကွက်တည်းပဲနော်ဒီလောက်ထိတော့ပေးထားအောင်ပါနော်ဒီတစ်ပတ်တော့ဖောင်းရရှိလို့နော်တောက်ကြလေးတွေကဖောင်းရရှိတယ်နော်၄ရက်ကစားမယ်၄ရက်အပြည့်အောင်ဝဲခံမယ်နော်ကဲတော့မနေ့ဖြန်ဝိုင်းချင်းလေးမပြောသေးခင်ကျွန်တော်ရဲ့အကောင့်ကဏ္ဍလေးတွေကျွန်တော်တို့ဒီညလေးမှာနှစ်သမားတွေကျွန်တော်ပြောရနော်နှစ်သမားတွေ okay မှန်ထားနော်နှစ်တော်တော်လေးကောင်းတယ်ဟုတ်တယ်မလားနော်နှစ်တော်တော်လေးကောင်းတယ်ကျွန်တော်20ဆိုရင်တော့ပြီးတာဒါပေမဲ့ခွန်ထိပ်စီးဆိုတော့ကျွန်တော်တို့ဒါ82တော့ဒါကျွန်တော်တို့ main ကွက်ပါပဲနော်အဲ့တော့နော်နှစ်သမားတွေဆင်းသွားပြီနော်ကျွန်တော်အကောင့်ကဏ္ဍ3လုံးဒီကျွန်တော်3ည2 4 4ကကျွန်တော်တို့ကဥပမာလေးသမားတွေများရှိလာတယ်နော်အဲ့ဒါထပ်ပြီးတော့လာလိုက်မယ်နော်အဲ့တော့ဝိုင်းချင်းလေးပြောပြပေးမယ်အဲ့တော့ကျွန်တော်အခုပြောတဲ့ဝိုင်းချင်းလေးတွေကိုကျွန်တော်ကြိုက်နှစ်တက်ဆိုရင်လိုက်ကစားပါမကြိုက်ဘူး2နှစ်တက်ဆိုရင်တော့လိုက်မယ်ကစားပါလေတခါလေးပြောထားပါလားကိုကမကြိုက်ဘူးကိုက2နှစ်တက်ဆိုရင်တော့ဒါလိုက်မယ်ကစားပါလေတခါလေးကြိုပြောထားတာပါနော်တခါလေးကြိုပြောထားတာဖြစ်တဲ့အတွက်ကြောင့်နော်မကြိုက်တွေဆော့ကြိုက်မတွေမဆော့ပါနဲ့နော်ကဲတော့ကျွန်တော်တို့ဒါokay မင်္ဂလာမပေါက်ကြီးလေးတွေမှတ်မယ်နော်အဲ့တော့ကျွန်တော်တို့ကနန်းပဲဟောဒါညီညီလေးထုတ်နေတယ်ပေါက်ကြီးလေးတွေမှတ်မယ်နော်လက်မလေးထိမယ်လက်မလေးနော်ကဲတော့မနက်ဖြန်မှာကျွန်တော်ကီးဆက်သွားတာပါနော်ကီးဆက်သွားမယ်အဲ့တော့အပြင်ဝင်းနှစ်ခွက်ကိုသိထားမယ်နော်အပြင်ဝင်းနှစ်ခွက်ကတော့ကျွန်တော်20နဲ့60ဟောချင်းဝင်းအစ်စ်ပြောအောင်မယ်အပြင်ဝင်းနှစ်ခွက်ဒီကျွန်တော်20နဲ့60နော်ဒါဟိုဟာချင်းဝင်းကဒီတစ်ပတ်ကျွန်တော်တို့ဒါအစ်စ်ပြန်ဖြစ်မယ်နော်အစ်စ်ချင်းဝင်းနှစ်ခွက်ဒီကျွန်တော်တို့ဒါ9နှစ်နဲ့95နော်ချင်းဝင်းနှစ်ခွက်ဒီအစ်စ်ပြန်မွေးပါမယ်ကျွန်တော်တို့နှစ်ခွက်ပါ9နှစ်နဲ့95ချဲမွေးနှစ်ခွက်ဒီ9နှစ်95ပါအဲ့နှစ်ခွက်ကိုနောက်တစ်ပတ်ချဲမထွက်မချင်းမအောင်မွေးမယ်ချဲမွေးသမားတွေကတော့ချဲမွေးဒီအစ်စ်ပါ62နဲ့95တော့9နှစ်95နှစ်ခွက်အဲ့တော့ချဲမွေးသမားတွေကအခုထင်ရစားနောက်တစ်ပတ်ချဲမထွက်မချင်းမဒီနှစ်ခွက်ကိုကစားပါမယ်9နှစ်နဲ့95အဲ့တော့ချဲမွေးသမားတွေရမှာပါချဲမွေးဒီတစ်ပတ်ကိုနှစ်ခွက်ပါ9နှစ်နဲ့95အရေးကြီးပါတယ်နော်9နှစ်ကတော့ဒီပတ်9ရတယ်တောက်ချောက်မျိုးနေရဆိုတော့လေအဲ9နှစ်နဲ့95တော့ချဲမွေးပါဒါချဲမွေးသမားတွေတွေ့ပါနော်တော့ချဲမွေးသမားတွေတော့အခုထင်ရစားနောက်တစ်ပတ်ချဲမထွက်မချင်းမနှစ်ကွက်ထဲမွေးလို့ရပြီ9နှစ်နဲ့95နော်ငါကြိုပြောတာပါနော်ဒါချင်းဝင်းသမားတွေအတွက်
အဲ့တော့မနေ့ကဝမ်းကြီးလေးမပြောခင်ကျွန်တော်ကီးလေးစပြီးတော့ပြောကြတာပေါ့နော်အဲ့တော့တနေကုန်ပိုင်းကျွန်တော်ကီးလေးမှန်နော်ဝမ်းကြီးလေးလည်းမှန်တယ်မနေ့ကဆိုရင်933ကီး305ချင်းကိုင်းနေ90မင်းကွက်အောင်တယ်နော်ညနေရလဲကျွန်တော်တို့ဒါ24ခုကီးအညီဟုတ်တယ်မလားကျွန်တော်2ခုအချိန်နော်82မင်းကွက်အောင်ပါတယ်မင်းကွက်တွေပဲအောင်တာနော်ကျွန်တော်လည်းအကွက်ပဲကစားခိုင်းတာဆိုတော့လေပြီးရင်ကျွန်တော်တို့ဒါမနေ့ပြန်လဲကျွန်တော်တို့ဒါအဲ့ကီးကကျွန်တော်တို့ဒါအမားကတော့168ကီးနော်ပြီးတော့168ကီးပေါ့နော်ဒါကီးအပြီးရတော့မပြောတော့ဘူးเนาะဒါကျွန်တော်168ကီကိုကျွန်တော်အဓိကကတော့ကျွန်တော်တို့ဒါရွေးချက်ပေးထားတဲ့အကွက်တွေပဲလိုက်ကစားပါမယ်ဝမ်းကြီးလေးတော့ပြောပြီးမယ်အဓိကအားဖြင့်ကျွန်တော်ဒါအကွက်ပဲထိုးပါမယ်เนาะယုံကြည်တယ်မလားအကွက်ပဲလိုက်ထိုးပါလိုက်ကစားပါအဆင်ပြေပါလိမ့်မယ်အဲ့တော့မနက်ဖြန်ကျွန်တော်ရွေးချက်ပေးတဲ့အကွက်လေးတွေလိုက်ပြီးတော့မှတ်ပါကွန်မန့်မှာဒီကဏ္ဍလေးတွေကိုလိုက်ပြီးတော့ရေးပေးပါအောင်ဒါမနက်ဖြန်အင်္ဂါလေး7နာရီ10မိနစ်စီတော့ပါအားလုံးပဲကျွန်တော်ပြောတဲ့အတိုင်းပဲလုပ်ပါအဆင်ပြေပါလိမ့်မယ်ညတော့ဘောင်းသမားကြီးဒီကျွန်တော်ကပြောတဲ့အတိုင်းပဲနော်ဒါ82ကတော့ထွက်သွားပြီကျွန်တော်တို့ဒါတော့ဒါတို့အခွေပေါ့ဗျာနော်အခွေကတော့ဆင်းသွားပြီအဲ့တော့အဲ့ဒီကွက်ပဲနားပါမယ်နားမယ်ကျွန်တော်လေးတွေဆက်ကစားမယ်နော်ကဲတော့မနေ့ကကျွန်တော်168ကီးဒီအမားတယ်နော်168ကီးကိုကျွန်တော်တို့ဒါဝမ်းကြီးလေးကင်မယ်ဆိုရင်ကျွန်တော်တို့ဒါပါဝါချင်းဖြစ်တဲ့ကျွန်တော်16အချိန်ကိုကင်ပါမယ်နော်မနေ့ကကျွန်တော်168ကီးအမှာကျွန်တော်တို့ဒါအချိန်ကတော့16အချိန်မှာအဲ့တော့မနေ့ကနေတဲ့သမားတွေအတွက်ပါကျွန်တော်16အချိန်မှာနော်16တလုံးကြပါဗျာ16အချိန်နော်168ကိုကျွန်တော်သူတို့ပြီးမှဆိုရင်249ပြင်ပြီးခွန်တော်ညနေတော့အဲ့လိုမျိုးပြီးဖို့တော့ရှိတယ်ဗျာနော်အဲ့ကျွန်တော်ရွေးချက်ပေးထားတဲ့အကွက်ပဲလိုက်ထိုးမယ်ဒီကနော်ကျွန်တော်ဟိုဟာပြီးဒီဟာပြီးတွေခေါင်းလေးထည့်ပေးတယ်နော်မစင်းစားနေတယ်အဓိကကျွန်တော်ရွေးချက်ပေးလိုက်မယ်အဲ့ဒီအကွက်တွေပဲလိုက်ကစားလိုက်ပါနော်အဆင်ပြေပါလိမ့်မယ်နော်အဆင်ပြေပါလိမ့်မယ်ကဲတော့ကျွန်တော်သွားမယ်16အချိန်မှာတင်းနံပါတ်တိုင်းဆက်သွားမယ်နော်တင်းနံပါတ်တိုင်းကျွန်တော်လိုက်ပြီးတော့မှတ်မယ်ကဲလိုက်ပြီးတော့ရေးပေးပါဦးတင်းနံပါတ်တိုင်းကျွန်တော်1215 19ပါနော်တင်းနံပါတ်တိုင်း1215 19ပါ1215 19နော်ဒါတင်းနံပါတ်တဲ့အကွက်လေးတွေပါအဲ့မှာအကြိုက်ဆုံးနှစ်ကွက်ကိုရွေးချယ်ပေးမယ်အကြိုက်ဆုံးနှစ်ကွက်ကကျွန်တော်12နဲ့19ပါနော်12ရဲ့19ရဲ့အကြိုက်ဆုံးပါ12 19အကြိုက်ဆုံးပြန်ခေါ်ပေးမယ်တင်းနံပါတ်တိုင်း1215 19အကြိုက်ဆုံးကတော့ကျွန်တော်12နဲ့19ပါနော်6နဲ့ပတ်သက်ပြီးဆက်သွားပါမယ်ကျွန်တော်6နဲ့ပတ်သက်ရင်နော်ကျွန်တော်6နဲ့ပတ်သက်ရင်62နော်62 63 65 68ပါနော်6နဲ့ပတ်သက်ရင်62 63 65 68ပါအကြိုက်ဆုံးနှစ်ကွက်ဒီကျွန်တော်တို့ဒါ62နဲ့68ပါနော်အကြိုက်ဆုံးနှစ်ကွက်ဒီ62 68ပါရပြီနော်အဲ့တော့အပြင် main လေးဆက်သွားကြမယ်နော်အပြင် main ကဲလိုက်ပြီးတော့ရေးပေးပါနော် okay မင်္ဂလာပါမယ်လိုက်လက်မလေးတွေမနေရသေးလက်မလေးတွေထိပ်ဖို့တောင်းဆိုပါတယ်တနေ့ကိုအောက်ကွက်တွေပြီးထားတယ်နောက်ဖောင်းဝင်ဒီမိုင်းလည်းအောင်ထားတယ်နေဒီမိုင်းလည်းအောင်ထားတယ်နော်ဒီညနေကတော့ဖောင်းနေပါအောင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါအဲ့တော့အခုမနက်ဖြန်ဆက်သွားမယ်အောင်မယ်နော်ဒါအကုန်လုံးဆက်ပြီးတော့တူတူအောင်မခံအောင်မယ်အဲ့ဒါကြောင့်ကျွန်တော်အပြင် main လေးဆက်သွားမယ်နော်အပြင် main ဒီကျွန်တော်တို့80 85 8ခွန်ပါနော်အပြင် main 3ခွက်ဒီကျွန်တော်80 85 8ခွန်80 85 8ခွန်ပါရမယ်ထင်ပါလေ80 85 8ခွန်နော်80ရဲ့85ရဲ့8ခွန်ရနော်တကွက်ကောင်းလေးပြပြလိုက်ရမယ်တကွက်ကောင်းလေးတကွက်ကောင်းကတော့ကျွန်တော်တို့ဒါဒီနေ့မှာလဲတော့20ချတာပါပဲအဲမှာခွန်နဲ့ main ကွက်ပါပဲနော်မစိုးပါကျွန်တော်တို့ဒါမနက်ဖြန်ကျွန်တော်တကွက်ကောင်းဒီနော်မနက်ဖြန်အတွက်ကိုကျွန်တော်တို့ဒါတကွက်ကောင်းဒီကျွန်တော်တို့ဒါတုံညာပရိတ်ကိုလုပ်တာပါတယ်ခံမှကြည့်ပါကိုကြိုက်တဲ့ comment မှာဒီ quality မှာမနက်ဖြန်တကွက်ကောင်းဒီတုံညာပရိတ်ပါတုံညာပရိတ်ပါပြန်ပြောပြမယ်နော်16အချိန်တင်းနံပါတ်တိုင်း1 2 1 5 1ခွန်19ပါအကြိုက်ဆုံးဒီ1 2နဲ့1ခွန်ပါ6နံပါတ်တိုင်း6 2 63 65 68အကြိုက်ဆုံးနှစ်ကွက်ဒီ62 68ပါအဲ့တော့အပြင်မိန်း3ကွက်ဒီ80 85 8ခွန်ပါတကွက်ကောင်းဒီမဖြစ်မနေထိုးမယ်တကွက်ကောင်းဒီ3ညာပြိပါကိုကြိုက်တာကိုမှတကွက်လေးမှတ်ကဲပေါက်ကြီးတွေမှတ်မယ်နော်ကျွန်တော်တနေ့ကောင်မှာတော့အဖွင့်နေပဲရှိသေးတယ်နော်အဖွင့်နေဆိုရင်တနေ့ကောင်အကွက်တွေပဲအောင်မခံတာဒါပေမဲ့ဒဲတွေမဟုတ်လို့ဝမ်းနဲ့မိပါတယ်ခင်ဗျာနော်ဒါပေမဲ့ဂျင်းနဲ့ပြီးပါနော်အချင်းကောအကွက်ကောဓာတ်ရိုက်ထိပါတယ်နော်တနေ့ကောင်မှာအကွက်ကောနဲ့ရွေးချက်ပုံလေးတွေမှန်ကန်နေပါတယ်အဲ့တော့နော်ကျွန်တော်ဒဲတွေပူရရည်နေတာပါဒဲတွေတော့ပူရရည်နေတာပါအဲ့မဲ့ဒီလောက်ထိတော့စူးစမ်းပေးထားတာပဲအခုကိုမှလည်းအတိမတ်ပြပေးပါခဲတော့တကွက်ကောင်းလေးပြောပြပေးလိုက်မယ်နော်မနေ့ကကျွန်တော်အကြိုက်ဆုံးကွက်နော်ဒါမနေ့ကများဒီကျွန်တော်အခုပြောလိုက်တဲ့အကွက်တွေကများပေါက်ကွက်တွေများဖြစ်နေမလား
ခဲတော့မလည်းမြတ်တစ်ခွက်ကောင်းသည်မဖြစ်မနေထိုးပါမယ်ကျွန်တော်တို့ဒါ3ညပရိတ်ဖြစ်တဲ့8ထိပ်2အပိတ်နဲ့82ဒီတစ်ခွက်ကောင်းမှာဟုတ်ပါတယ်မလည်းမြတ်မှာကျွန်တော်အကြိုက်ဆုံးကွက်ဒီ8ထိပ်2အပိတ်နဲ့82ဒီတစ်ခွက်ကောင်းမှာနော်8ထိပ်2အပိတ်နဲ့82ဒီတစ်ခွက်ကောင်းဒါတော့အကြိုက်လူတွေတစ်ခွက်ကောင်းလေးပါကဲအားလုံးပဲကြံကောင်းကြပါစေနော်ဘိုင်ဘိုင်မှာအားလုံးပဲနော်ကျွန်တော်တို့ဒါမလည်းပြန်နေလေမနက်ဖြန်ကိုကျွန်တော်နေ့လည်စောလေးလွှင့်မယ်ဗျ7ခွဲလောက်ပေါ့နော်ကျွန်တော်ကမနက်ဖြန်ကိုကျွန်တော်7ခွဲလောက်လွှင့်ပေးမယ်မနက်ဖြန်ကိုကျွန်တော်12နာရီခွဲအကုန်လုံးစောင့်နေပေးပါပြောပြီးနော်မနက်ဖြန်ကိုသူကလိုက်လွှင့်မယ်12နာရီခွဲတိနော်7ခွဲတိကိုလွှင့်မှာပါကျွန်တော်ခဏလေးပဲလွှင့်မှာနော်အဲ့တော့အဲ့ဒီအချိန်လေးကို7ခွဲကွက်တိကိုစောင့်နေပြီနော်မနက်ဖြန်ကျွန်တော်အစောပိုင်းလွှင့်နော်ကျွန်တော်အကျိုးသေးပိုင်းမှာမစောင့်တော့အကျိုးသေးစောင့်လာပြင်းစရာဒါမှမဟုတ်ကိုကလွှင့်နေမရှိဘူးနော်ကျွန်တော်အကျိုးသေးစောင့်လိုက်2နာရီကျော်လောက်ဖြစ်သွား2နာရီကျော်လောက်စားလွှင့်နော်ကိုကလိုက်ဘယ်ချိန်သွားသိရအောင်ထိုးချိန်နဲ့ထိုးချိန်ရလည်းရှိသေးတယ်အဲ့ဒါကြောင့်ကျွန်တော်ကလွှင့်အများကြီးလွှင့်လို့မရ15မိနစ်30ဟာအဲ့လောက်ပဲလွှင့်လို့ရတယ်နော်နိုင်ဝက်တောင်လွှင့်လို့မရနော်အဲ့တော့အကူမတွေအလိုက